ဟုတ်ကဲ့ပါကျွန်တော်တို့လွတ်ကျိုးတွေကဘာတန်နေလဲဆိုတော့လွတ်ရဖို့လိုပါတယ်အဲ့ဒါကိုကျွန်တော်တို့လေ့လာကြည့်လိုက်အောင်เนาะအဲ့တော့ကျွန်တော်တစ်ကျိုးရဲ့အတန်ကိုကျွန်တော်တို့ဂီတာမတီးခင်အမြဲတမ်းကျိုးညှိရတယ်ပေါ့เนาะကျိုးညှိလို့ရှိရင်တွေ့ရတဲ့အတန်ပဲပေါ့ E เนาะ E တန် E တစ်ကျိုးရဲ့အတန် E နှစ်ကျိုးက B B တန် EB နောက်တစ်ခုက EBG เนาะသုံးကျိုးက G D လေးကျိုးရဲ့အတန် D အတန် D A E ပြောမယ်ဆိုရင်EBG DAE ဆိုတော့ကျွန်တော်အလွတ်ရမယ် EBG DAE နဲ့ဘယ်လိုမျိုးဆက်သွယ်နေလဲဆိုတာကိုကျွန်တော်တို့မနေ့တုန်းကသင်ခန်းစာမှာလည်းကျွန်တော်တို့လေ့လာထားတယ်ပေါ့နော် C ပြီးရင်ဘာလာလဲ C ရှက်လာတယ်ပြီးတော့မှ D လာတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့လေ့လာထားတဲ့ဥစ္စာကိုထပ်တူကြလားဆိုတော့ပြန်ကြည့်အောင်နော်ဆိုတော့ကျွန်တော်တို့ EBG DAE အဲ့တော့ကျွန်တော်တို့ E နဲ့ F နဲ့ကအမြဲတမ်းကျွန်တော်ကက်ရက်လို့ပြောထားတယ်နော် E နဲ့ F နဲ့ကက်ရက်ဖြစ်တဲ့အတွက်တစ်ကျိုးရဲ့အတန် E နော်တစ်ကျိုးရဲ့အတန် E ဒါ E ပေါ့ဒီနားမှာဘာမှမရှိတဲ့နေရာ E အဲ့တော့ F က10ရောက်သွားတဲ့အတွက်ကျွန်တော်ဒီရှေ့ကိုဖြည့်လိုက်ပြီဆိုတော့ဒါဆို F ဖြစ်သွားတယ် F ပြီးတော့ဘာလာလဲ G မလာဘူးလေ C D E F G เนาะ F ပြီးရင်ဘာလာလဲဆိုရင် G မလာဘူးလေ C ပြီးရင်ဘာလာ F ပြီးရင်ကျွန်တော်တို့ F sharp G flat เนาะ F sharp G flat ပြီးတော့မှကျွန်တော်တို့ G လာမှာပေါ့ဆိုတော့ဒါ F ပြီးတော့မှဒါ G ဒီအလဲမှာ F sharp G flat ဆိုတာရှိတယ်။ဘာကြောင့်လဲဆိုတာကျွန်တော်ပြမယ်နော်။ကျွန်တော်တို့မနေ့ကသင်ခန်းစာမှာ F ပြီးရင်နော်ကျွန်တော်ဒီမှာအပေါ်မှာထိုးပေးထားတယ်နော် F ပြီးတော့ G တန်းမလာအပေါ်မှာ F share G flat ဆိုတာရှိတယ်။အဲ့ဒါကျွန်တော်တို့ကဒီအလဲရပေါ့။ F share G flat ပြီးတော့မှ G ပြီးရင် A တန်းလာလားမလာဘူးဒါကျွန်တော်တို့ G ဆိုရင်ဒီမှာ A ဘာဖြစ်လို့လဲ G နဲ့ A နဲ့ကြားမှာတစ်ခွက်ရှိတယ်အဲ့ဒါကျွန်တော်ဒီအလဲကွက်ပေါ့နော်ဒီအလဲကွက်ပြီးတော့မှ A ရောက်သွားပြီ A နဲ့ B နဲ့ကြားမှာလည်းတစ်ခွက်ရှိတယ်ဒီမှာ A ကနေခေါ်မယ်ဆိုရင် A share B ကနေခေါ်မယ်ဆို B flat ပြီးတော့မှကျွန်တော်တို့ B ရောက်တယ်အဲ့ဒါကြောင့်မလို့ C D E F G A B ကိုကျွန်တော်တို့ B ပြီးရင်တော့ C တန်းအောင်ဒါ B ဆိုကျွန်တော်တို့ဒါ C ပဲပေါ့နော်ဘာလို့လဲ B နဲ့ C နဲ့ကက်ရက် E နဲ့ F နဲ့ကက်ရက်ပေါ့အဲ့တော့ကျွန်တော် C လက်ကွက်ကိုကင်လိုက်တယ်ဘာတွေကိုဖိထားတယ်နော်ဘာတွေဖိထားလဲဆိုရင်ဒါကကျွန်တော်တို့နှစ်ကျိုးရဲ့ဒီအကွက်ကိုဖိထားတယ်ဟုတ်လားနှစ်ကျိုးရဲ့ဒီအကွက်အဲ့တော့အဲ့ဒါဘာလဲဆိုရင်ခုနလွတ်ကျိုးအတန်ကိုကျွန်တော်တို့ပြန်ပြီးတော့ပြန်ခေါ်ရမယ် E Bခုနကကျွန်တော်ခေါ်လိုက်တဲ့အတန် B နှစ်ကျိုးရဲ့အတန်လွတ်တန် B EB ဆိုတော့ဒါ B ပေါ့ B ပြီးရင်ဘာလာလဲ C လေ B နဲ့ C နဲ့ကက်ရက်ဆိုဒါ C ပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ C လက်ကွက်ကိုဒီကနေစကင်ရနော် C လက်ကွက်ကင်တဲ့ခါမှာဒါ C အဲ့တော့ပထမနေ့ကကျွန်တော်ပြောထားတယ် C လက်ကွက်မှာဘာတွေပါလဲ C ရဲ့ E ရဲ့ G ရဲ့ဆိုတဲ့နော်နှုတ်3ခုပါတယ်အဲ့တော့ကျွန်တော်တို့ C ရပြီ E နဲ့ G နဲ့ကဘာမှလဲရှာမယ်ဒီလိုမျိုးတော့ကျွန်တော်တို့ကင်ထားတာပဲဒါ E လားဒါ G လားဆိုတော့ကျွန်တော်မသိဘူးအဲ့တော့ရှာကြည့်မယ်ဆိုတော့ဒါ E B G ဆိုတဲ့ကျွန်တော်3ကျိုးရဲ့အတန် G တန်ပေါက်ပြီးသားအဲ့တော့3ကျိုးကိုဖိစရာမလိုဘူး C လက်ကွက်မှာဘယ်လိုဖိထားလဲ2 4 5ဆိုပြီးတော့ကျွန်တော်ဒီလိုဖိထားရမလားအဲ့တော့ကျွန်တော်တို့ဒီလိုတီးတဲ့အခါမှာ3ကျိုးတန်ပါပြီးသား3ကျိုးတန်ပါလဲဆိုရင် G တန်လေအဲ့တော့ကျွန်တော်တို့က C နဲ့ G နဲ့ရပြီ E ရပါမှာလဲ E ကကျွန်တော်လက်ခက်လေအောက်မှာ E လေဒီအောက်မှာ E ဘာဖြစ်လို့ E လို့ပြောတာလဲဆိုရင်ဒီလွှတ်ကျိုးတန်ကိုကျွန်တော်ပြန်ဖမ်းကြည့်အောင်နော်ဒီက4ကျိုးရဲ့လွှတ်ကျိုးတန်ပါလဲတစ်ကျိုးက E B G D နော်လေးကျိုးရဲ့အတန်းကျွန်တော်တို့ D ဒါ D ပေါ့ D တန် D အဲ့တော့ D နဲ့ E နဲ့ကက်ရက်လားမဟုတ်ဘူးလေ D ပြီးရင်ကျွန်တော်တို့ E တန်းမလာဘူး D ပြီးတော့အနောက်မှာ D sharp ပြီးတော့မှ E flat ပေါ့နော်ဒါ D ဒါ D sharp E flat ရှေ့အောင်စားပြီးတော့မှဒါကျွန်တော်တို့ E ဖြစ်သွားတာဒါ E တန်နော် E ဒီနေရာ E အဲ့တော့ကျွန်တော်စုံသွားပြီဒီမှာဆိုရင် C G နော်သုံးကျိုးရဲ့အတန်း G ဒီမှာ E CEG ဆိုတော့ကျွန်တော်တို့က C ကော့အတန်ရသွားပြီဒီလိုလေးတွေရနေပြီเนาะဒါပေမဲ့ကျွန်တော်တို့ဒီမှာဖိထားတယ်ထားပါလေဒီလက်တစ်ကြွယ်အောက်ကပါလေဒီလက်တစ်ကြွယ်အောက်က C ပဲလေဘာဖြစ်လို့လဲကျွန်တော်တွက်ကြည့်အောင် EBG DA ဒါ A လေငါးကျိုးရဲ့လွှတ်ကျိုးရဲ့အတန်ကျွန်တော်သိရမယ် A တန်เนาะ A ပြီးတော့ဘာလာလဲ B တန်းမလာဘူးလေ A ပြီးရင် A sharp B flat လာတယ်ပြီးတော့မှကျွန်တော်တို့ကဒါမှ B เนาะဒါ A ဆိုရင်တစ်ခွက်ချပြီးတော့မှ B ဖြစ်မှာဒါ B ပြီးတော့ C ကတန်းလာတဲ့အတွက်ဒီမှာเนาะအဲ့တော့5ကျိုးရဲ့ဒီအကွက်ကကျွန်တော်တို့ C ဖြစ်သွားတာပဲเนาะအဲ့ဒါကြောင့်မို့ကျွန်တော်လက်ကွက်ကင်ဒီလိုကင်လိုက်တာလေ C ဆိုပြီးတော့တွေ့လားเนาะအဲ့ဒါကြောင့်မလို့ကင်တာဖိထားတာဒါလည်း C ပဲအနှိမ့် C နဲ့အမြင့် C အဲ့လိုကွဲသွားတာပေါ့เนาะ C ပဲပြီးတော့ဒီမှာကျွန်တော်တို့ G 3ကျိုးရဲ့အတန်း G နောက်တစ်ခု4ကျိုးရဲ့နှစ်ကွက်မြောက်က4ကျိုးအတန်းကပါလဲ E ဒီမှာ C အဲ့တော့ CEG ဆိုပြီးကျွန်တော်တို့ဒီလက်ကွက်ကိုကျွန်တော်ဖိထားတယ် CEG အဲ့တော့ကျွန်တော် G လက်ကွက်ကိုလည်းကွက်ကိုတွက်လို့ရတယ်เนาะအဲ့တော့6ကျိုးရဲ့အတန်းပါလဲ E ပြီးဘာလာလဲ F တန်းလာတယ် E ပြီးတော့ F ပြီးတော့ F share G flat ပြီးတော့မှကျွန်တော်တို့ G
အဲ့ဒါကြောင့်မလို့ကျွန်တော်ပထမတော့ကပေးထားတဲ့သင်ခန်းစာအလို့ရဖို့လိုတယ်လို့ပြောတာပေါ့နော် C D သူတို့နှစ်ခုကြားမှာတစ်ခုရှိတယ်နော် okay D E D နဲ့ E နဲ့ကြားမှာတစ်ခုရှိတယ်အဲ့တော့ E F E နဲ့ F နဲ့ကကဲ့ရဲ့ရှိတယ် F ပြီးတော့ F ရဲ့ G ရဲ့ကြားမှာလည်းကျွန်တော်တစ်ခုရှိပြန်ရောအဲ့လိုမှတ်ထားမယ် G နဲ့ A နဲ့ကြားမှာလည်းကျွန်တော်တစ်ခုရှိတယ်ပြီးတော့မှ A နဲ့ B နဲ့ကြားမှာလည်းတစ်ခုရှိတယ်เนาะရှိပြီးတော့မှ B နဲ့ C နဲ့ကကြတော့ကဲ့ရဲ့ပြန်ဖြစ်သွားတယ်ပေါ့เนาะသူတို့နှစ်ခုကကြတော့သူတို့နှစ်ခုကြားမှာဘာမှမရှိဘူးအဲ့တော့မှတ်စရာနှစ်ခုပဲရှိတယ် E နဲ့ F နဲ့ကကဲ့ရဲ့ B နဲ့ C နဲ့ကဲ့ရဲ့ကျန်တဲ့ဥစ္စာတွေကြားထဲမှာကျွန်တော်တစ်ခုတစ်ခုရှိတယ်ပေါ့เนาะအဲ့ဒီ issue စာကိုကျွန်တော်သိရမယ်ဒါဆိုရင်ကာပိုသုံးဖို့အတွက်ကိုအထောက်အကူဖြစ်တယ်ပေါ့เนาะဒါကတော့ကျွန်တော်လက်ကွက်တွေဖိတဲ့အခါမှာဘာလက်ကွက်တွေဖိထားလဲဆိုတော့သိဖို့အတွက်ဂီတာရဲ့လွှတ်ကြိုးအတန်တွေကိုသိမှခုနပြောတဲ့ CDEF နဲ့ကျွန်တော်တို့တွက်လို့ရမှာပေါ့နော်အဲ့ဒါတွေကတော့leak လေ့ကျင့်မယ်ဆိုရင်တော့ဒီရှိနေတဲ့ note တွေအကုန်လုံးသိဖို့လို့ဒီအောက်မှာဆိုဘာလဲဆိုကျွန်တော်တွက်ကမှာပေါ့ဒီကနေဒါဘာကြိုးလဲဒီကသွားမယ်ဆိုဘာဖြစ်သွားလဲ D ဖြစ်သွားမယ် E ဖြစ်သွားမယ် F ဖြစ်သွားမယ် G အဲ့လိုမျိုးတွက်လာပြီးတော့မှဒီနေရာဘာဖြစ်တာလဲဘာ note လဲဆိုတာကိုကျွန်တော်တို့ကပြန်ပြီးတော့သိအောင်ပြန်လုပ်ရတာပေါ့နော်ဒါကကြတော့ leak သမိုင်းဆိုဒီအလုံးလေးတွေအစားအကုန်လုံးသိဖို့လိုတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်လေ့လာပေးပါဦး